ကိုမကြည့်ခင်မှာပြောချင်တာလေးရာ YouTube application ရှိတဲ့လူတွေမိုးနီရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးပါအောင်နော်လို့ channel ရဲ့နာမည်လေးကိုပုံလေးထည့်ပေးပါတယ်နော် screenshot လေးရိုက်ပြီးတော့ YouTube search box မှာ search လုပ်ပြီးတော့အားပေးပါအောင်နော် channel နာမည်လေးတွေကတော့ Mohini Moni Cooking နဲ့ Mohini Moni Shorts ပါနော် subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်ဒါဒန်းတလွန်ပင်ကမျိုးစစ်အသစ်ချထားတာအပင်လေးတောင်တော်တော်လေးကြီးလာပြီရွက်တွေကတရွက်ကိုမနှဲဘူးကြီးရောကြီးရုံဒီမှာလက်ပေါ်တင်လိုက်ရင်လက်ပေါ်တင်လိုက်ရင်တရွက်ကိုမနှဲဘူးကြီးပါအောင်အားရစေရည်ပြီးရင်ဒီမှာဒါစပလင်ဒီမှာစပယ်အမျိုးအစားလေးတစ်မျိုးပေါ့နော်ဒီချိန်မိုးတွေတအားရွာတော့တော်တော်လေးပွင့်တာပေါ့ပြီးရင်ဒါလေးတွေဒါမေရိုရဲ့တူလစီအပင်ပါဒါအညူတွေကပြီးရင်ဒါကြတော့အစိမ့်တွေကပြီးရင်ဒီမှာစပယ်နောက်တစ်ပင်ဒါလေးကအောင်မဲညူထူးဆန်းတာပြကျင်တာဒီမှာနှင်းစီပင်ဝယ်ထားတော့ကတေးသေးလေးသူ့ကိုတဲ့မြေဩဇာတွေပါတွေထည့်ရင်အပွင့်တွေပွင့်လာမယ်အားကောင်းလာမယ်ဆိုတော့မြေဩဇာတွေပါတွေထည့်ပြီးတယ်တဘာဝမြေဩဇာတွေပြီးရင် तू ကဒီမှာအကိုင်းတကိုင်းရရှေ့ထွက်တာလေဆဲပေးကြောနေပြီဒီကနေတောက်လျှောက်ဒီမှာတောက်လျှောက်ရှိတယ်ဒီမှာတောက်လျှောက်ကိုမှအရှိတောက်လျှောက်ဒီမှာဆဲပေးကြောပြီး15ပေလောက်ရှိတယ်အပွင့်ရုံမပွင့်လာဘူးသိလားတကယ်ထူးဆန်းတဲ့ဒါမျိုးအပင်အခုမှပဲမြင်ဘူးတဲ့အပွင့်တပွင့်မှဝယ်ကြရမပွင့်သေးတာဘာလို့မှမသိဘူးအပွင့်ဈေးတွေကျွေးတာတောင်မှအပွင့်ရမပွင့်ပဲနဲ့ဂိုင်းပဲအဲ့လိုကြီးရှေ့ထွက်လာတာအဲ့ဒါဒီဂိုင်းကိုဒီနေ့ဖြတ်တော့မှာဂိုင်းရပဲအားယူနေတယ်အပွင့်ရမပွင့်နေတယ်ဂိုင်းဖြတ်ပြီးတော့မှပဲပြောင်းလဲလေးဖြစ်လာနိုင်သေးတယ်စောင့်ကြည့်ရမှာပေါ့လေပြီးရင်ဒီမှာအောင်မဲညူကဒီမှာတစ်ခွနဲ့ရောပြီးတော့အပေါ်ပါတက်ပြီးပွင့်တရားဆောက်တဲ့ view လေးကိုကြည့်ကြရင်တော့ပြပေးပါမယ်နော်တော်တော်လေးတက်ပြီးနေပါအဲ့တော့ပင်စိမ်းပါပင်စိမ်းနေ့တိုင်းတိုးစရာမှာထည့်ပါတယ်ဒါကဇီတာရွက်ဒါကပေါက်တီးအပင်ပေါက်စလေးဒါပေါက်စလေးပင်အကြီးရှိဒီမှာအပင်အကြီးဒီမှာပေါက်သီးလေးတွေကသီးစားပြုတ်နေပြီဒီမှာဆိုအပင်ကအကြီးဒီမှာလည်းသီးနေပြီအသီးတွေအများကြီးဆိုလည်းကျမကြီးအတွက်ရမ်းကောင်းတဲ့အသီးပါမဲ့ရင်သူ့ကိုလည်းတိုးစရာမှာထည့်အောင်ပါမနက်စာဆလာဒ်မှာထည့်တာပေါ့နော်ငပိရတော့မပါပါဘူးမနက်စာ breakfast ကိုမစားခင်ဆလာဒ်ကိုအရင်စားပါတယ်ဒါတပြေးတူစီမဲတော့ပင်နေအများကြီးပဲเนาะလိုချင်တဲ့သူရှိရင်ယူလို့ရပါတယ်เนาะဒါကရွက်ကြပင်သူလည်းကျမကြီးအတွက်ကောင်းတဲ့ရွက်ပဲဒါတူစီမဲတော့အပင်အစိမ်းလေးဒီမှာအောင်မဲညိုတပင်ပေါက်နေတယ်အောင်မဲညိုကຫນွယ်တက်တော့ဒီမှာတူစီအပင်ထဲမှာအောင်မဲညိုကຫນွယ်တက်နေတာပြီးရင်ဒီမှာလည်းပေါက်သီးတစ်ပင်ဒီမှာသူလည်းအသီးလေးတွေသီးစားပြုတ်နေပြီအားလုံးပဲတတဘိုင်ဘိုင်ပါနော် YouTube application ရှိတဲ့လူတွေ YouTube channel ကို subscribe လုပ်ပြီးတော့အားပေးပါအောင်နော် channel ရဲ့နာမည်ကိုဗီဒီယိုအဆုံးမှာထည့်ပေးထားပါတယ်နော်